စစ်မြေပြင်မှာပိုပြီးနေရာရလာနိုင်တဲ့ Get to Saku drone များဆိုတဲ့အကြောင်းအရာကိုဒီတစ်ပတ်မှာပြောပြသွားပါမယ်။အရန်လုံးခက်ခက်ဖြစ်စေတဲ့ကိစ္စမျိုးမဟုတ်ပေမဲ့နိုင်ငံတကာစစ်လက်နက်စောင့်ကြည့်လေ့လာသူတွေစိတ်ဝင်စားစေမယ့်ကိစ္စတစ်ခုကိုဧပြီလကုန်ပိုင်းမှာဂျပန်ကာကွယ်ရေးဝန်ကြီးရှင်ဂျီရိုကိုအီဆူမီကကြေညာခဲ့ပါတယ်။အဲ့ဒါကတော့ဂျပန်ဟာ Get to Saku နဲ့တိစောက်ထားတဲ့ drone တွေကိုစစ်ရေးမစ်ရှင်အတွက်စတင်ဖြန့်ကျက်နေပြီဆိုတာပါ။အဲ့ဒီကိစ္စကိုလူမှုကွန်ရက်မီဒီယာ X ကနေအသိပေးတဲ့အချိန်မှာကိုအီဆူမီကတောင်ပန်းနှစ်ဖက်အလျားလူလက်တစ်ဖက်စာလောက်ကြီးမားတဲ့လင်းပုံ Get to Saku drone တစ်ခုကိုကင်တွယ်ထားတဲ့ဓာတ်ပုံကိုလည်းပြသခဲ့ပါတယ်။ဂျပန်အစိုးရကဆယ်စုနှစ်တွေနဲ့ချီပြီးကင်ဆွဲခဲ့မှုတဲ့စစ်အင်အားချဲ့ထွင်မှုစန့်ကျင်ရေးမူဝါဒကိုလွှတ်ချလိုက်ပြီးတော့ကာကွယ်ရေးအစီအမံတွေကိုကဏ္ဍပေါင်းစုံကနေမြင့်တင်လာတဲ့အချိန်မှာစစ်သုံး drone တွေဘက်ကိုလည်းအာရုံစိုက်လာတာဖြစ်ပါတယ်။ကိုအီဆူမီကတော့တမန်ရိုးကျ drone တွေနဲ့အတူဈေးပေါ်ပြီးတော့အလွယ်တကူအစားထိုးနိုင်တဲ့အများအပြားအသုံးပြုနိုင်တဲ့ Get to Saku drone တွေကလည်းဂျပန်ရဲ့အနာဂတ်စစ်ရေးအစီအမံတွေမှာအရေးပါလာလိမ့်မယ်လို့ပြောပါတယ်။စစ်လက်နက်ပစ္စည်းတစ်ခုကို Get to Saku နဲ့တိစောက်ထားတာကနည်းနည်းတော့ရည်စရာဖြစ်နေပါတယ်။တချို့ကလည်းကလေးတွေ drone နည်းပညာနဲ့ရင်းနှီးအောင်လို့ကိုယ်တိုင်တက်ဆင်ဖို့တီထွင်ပေးထားတဲ့ drone ကစားစရာနဲ့တူနေတယ်လို့ရည်ပွဲဖွဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီ Get to Saku drone တွေမှာကြီးမားတဲ့အားသာချက်တွေပိုင်ဆိုင်ထားတယ်ဆိုတဲ့အရှိတရားကိုတော့ရှော့တွက်လို့မရပါဘူး။ပထမဆုံးအားသာချက်ကတော့ဈေးအရန်တက်တာပဲဖြစ်ပါတယ်။ drone တွေကိုစစ်မြေပြင်မှာဖော်ဖော်တည်တည်အသုံးပြုလာတာရဲ့အဓိကအကြောင်းရင်းတွေထဲမှာတမန်ရိုးကျဒုံးကြီးတွေနဲ့ရှင်ရင်အများကြီးဈေးသက်သာတာကလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။ဥပမာဒုံးကြီးတစ်စင်းကအမေရိကန်ဒေါ်လာအနည်းဆုံးတန်ကနန်းလောက်တန်ပေမဲ့အီရန်အစ္စလာမစ်တော်လှန်ရေးအဆောက်အအုံ IRGC ကသုံးနေတဲ့ Shahed drone တွေကတော့မော်ဒယ်အမျိုးအစားပေါ်မူတည်ပြီးတော့ဒေါ်လာ2000နဲ့5000ကြားသာကျတင်ပါတယ်။ဒါပေမဲ့ Get to Saku drone တွေကတော့ဒေါ်လာ2000 2500လောက်နဲ့ပဲမှာယူနိုင်မှာဖြစ်ပါတယ်။ပြီးတော့တည်ယူပို့ဆောင်ဖို့ပြစ်လွတ်ဖို့တက်ဆင်ဖို့အတွက်အရန်လွယ်ပါတယ်။စက်ရုံတွေကနေ Get to Saku drone တွေရဲ့ကိုယ်တွေကိုထုတ်လုပ်ခြင်းကလေးကအပြားလိုက်ခောက်ထားလို့ရအောင်စီစဉ်ပေးထားပါတယ်။ဒါကြောင့်ပပနဲ့အလွယ်တကူတဲဆောင်သွားနိုင်ပြီးတော့လိုအပ်တဲ့နေရာကျမှပဲခက်မြန်တက်ဆင်လိုက်လို့ရပါတယ်။ drone အမျိုးအစားပေါ်လိုက်ပြီးခဲရနဲ့တခြားပစ္စည်းတွေကို3ကီလိုဂရမ်နဲ့5ကီလိုဂရမ်ကြားလောက်တည်ယူနိုင်ပြီးအကွာအဝေးကီလိုမီတာ80ကနေ120ကြားလောက်ထိပြန်တန်းနိုင်ပါတယ်။အဆင့်မြင့်တဲ့ Get to Saku drone တချို့မှာဆိုရင်တော့ GPS အဆက်အသွယ်ပြတ်တောက်နေရင်တော့မှမူလသတ်မှတ်ထားတဲ့လမ်းကြောင်းကိုမှတ်သားပြီးတော့ပြန်တန်းနိုင်တဲ့နည်းပညာတွေပါဝင်လာပါတယ်။ဒီတော့ GPS ကို jamming လုပ်ထားတဲ့ဇုံနယ်မျိုးတွေမှာပါမူရင်းရည်မှန်းချက်မပြတ်စည်းစေဘဲနဲ့ဆက်လက်လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။ရည်စရာကောင်းမဲ့ထူးခြားမှုတစ်ခုကတော့မြန်မာခေတ်အစစ်မြင့်ဆုံးတိုက်လေရင်လက်တဆုပ်စာလောက်ပဲပိုင်ဆိုင်ထားတဲ့ radar နဲ့ထောက်လှမ်းမှုကိုရှောင်ကွင်းနိုင်တဲ့ stealth စွမ်းရည်ဟာအဲ့ဒီကစားစရာနဲ့တူတဲ့ drone တွေမှာအလိုအလျောက်ပါလာတာပဲဖြစ်ပါတယ်။တထုကိုယ်ရည်နဲ့တိစောက်ထားတာမဟုတ်တဲ့အတွက် radar line တွေကအဲ့ဒီ drone တွေကိုထောက်လှမ်းဖို့ခက်ပါတယ်။ပြီးတော့တမယိုးကျလေကြောင်းကာကွယ်ရေး radar တွေဟာတထုနဲ့ plastic ကိုယ်ရည်သုံး drone တွေအတွက်ပဲအဓိကတိစောက်ထားတာတွေရှိပါတယ်။ဒါကြောင့် Get to Saku drone တွေဟာတိုက်လေယာဉ်တွေမှာဒေါ်လာဘီလီယံနဲ့ချီအကုန်ကြောက်ခံသုတေသနပြုလုပ်ပြီးမှထည့်သွင်းထားနိုင်တဲ့ stealth ဂုဏ်ရည်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Get to Saku ဆိုတာကိုစဉ်းစားလိုက်တာနဲ့ပထမဆုံးဝင်လာတဲ့တန်တရားအတွေးကတော့ရေဆိုခံမလားဆိုတာပဲဖြစ်ပါလိမ့်မယ်။ကုန်စည်ပစ္စည်းတွေကိုထုတ်ပိုးတဲ့တာမန် Get to Saku တွေကတော့ရေဆိုတန်ကိုမခံနိုင်ပါဘူး။ဒါပေမဲ့စစ်သုံးအဆင့်ထုတ်လုပ်ထားတဲ့ Get to Saku တွေကတော့ကောင်းကောင်းကြီးရေဆိုခံပါတယ်။ပြီးတော့ Get to Saku drone တွေရဲ့ကိုယ်ထဲမှာအပေါ်ရန်ဖျောင်းလွှာဖြစ်တင်းပေးထားပြီးတော့အတွင်းပိုင်းကိုရေစိတ်မဝင်နိုင်စေဖို့လဲတေချာတိဆောက်ပေးထားလေးရှိပါတယ်။အကြီးစားစက်မှုလုပ်ငန်းသုံးရေလုံတိတ်တွေအရေးသွေးမြစ်ရာဘာအစုတွေကိုပါတက်ဆင်ထားတာဖြစ်တဲ့အတွက်ပြန်တန်းနေရင်စက်ကြောင်းနေရာတွေထဲကိုရေစိတ်ဝင်တဲ့တံကိုကောက်ွယ်ပေးနိုင်ပါတယ်။ဒါကြောင့် Get to Saku drone တွေဟာမိုးရေထဲမှာလဲစိတ်ချလက်ချပြန်တန်းရင်းစစ်စင်ရေးတာဝန်တွေကိုထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ပြင်းထန်တဲ့ရာသီဥတုအားလုံးမှာတော့အသုံးပြုလို့ရမယ်လို့မဆိုလိုပါဘူး။မိုးတံကိုခံနိုင်ရင်တောင်မှအဲ့ဒီ drone တွေဟာလေတံကိုတော့မခံနိုင်ပါဘူး။ကိုယ်တွေကအရန်ပေါ်ပါလွန်းတာကြောင့်ပဲဖြစ်ပါတယ်။မိုးသက်မုန်တိုင်းတိုက်ခိုက်တဲ့ရာသီဥတုမျိုးမှာဆိုရင်အဲ့ဒီ drone တွေကိုအသုံးပြုဖို့မဖြစ်နိုင်တဲ့လောက်ပါပဲ။ Get to Saku drone တွေမှာအားသာချက်တွေရှိသလိုလေတံမခံနိုင်တာအပေါဝင်အားနည်းချက်တွေလည်းရှိနေပါတယ်။အဲ့ဒီ drone တွေဟာတစ်ကြိမ်သာအသုံးပြုလို့ရနိုင်မဲ့တစ်ခါသုံးအမျိုးအစားတွေကြီးပဲဖြစ်ပါတယ်။တနည်းအားဖြင့်စစ်စင်ရေးသက်တမ်းတိုးတောင်းပါတယ်။ radar နဲ့ထောက်လှမ်းမှုတွေကိုရှောင်ဖို့ဘတ်ဂျက်ချွေတာဖို့အဓိကရည်ရွယ်တိစောက်ထားလေးရှိတာကြောင့်ပြန်တမ်းမှုလမ်းကြောင်းတစ်လျှောက်ဓာတ်ရိုက်ဗီဒီယိုရိုက်ပြီးတော့အခြေစိုက်စကန်စီပြန်ပို့ပေးတဲ့စနစ်မျိုးလည်းတက်ဆင်ထားလို့မရှိပါဘူး
အဲ့ဒီအစားကြိုတင်စီစဉ်သတ်မှတ်ပေးထားတဲ့လမ်းကြောင်းအတိုင်းပဲပြန်တန်းပြီးတော့ပြစ်မှတ်စီကိုသွားလိမ့်ရှိပါတယ်။တနည်းအားဖြင့်ရွေလျားပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့တိတ်ပြီးအကျုံးမဝင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပါ။တခြားအကြီးစား drone တွေလိုမျိုးပြစ်လွတ်စနစ်တွေတီးတန့်မလို့ပဲလက်နဲ့ကင်ပြီးလွတ်တင်လို့ရပါမယ်လေအရင်ဆုံးတက်ဆင်ဖို့အချိန်တစ်ခုပေးရမှာဖြစ်ပါတယ်။ဒီတော့အဲ့ဒီလက်နက်တွေရဲ့အားသာချက်အားနည်းချက်ကိုချိန်ဆပြီးတော့အထက်ရောက်ဆုံးစီမံဖို့ကသုံးဆွဲတဲ့ unit ရဲ့မဟာဗျူဟာအခင်းကျင်းတွေနဲ့ပဲသက်ဆိုင်ပါလိမ့်မယ်။အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲရုရှားနဲ့ယူကရိန်းတို့ကြားကစစ်ပွဲဟာစစ်မြေပြင်မှာ drone တွေရဲ့အခန်းကဏ္ဍကိုအကြီးအကျယ်ပြောင်းလဲသွားစေခဲ့ပါတယ်။ drone တွေဆိုတာစစ်ပွဲမှာလက်တွေ့အသုံးဝင်နိုင်ပါမလားဆိုတဲ့တန်တရားတွေကိုလုံးဝကင်းစင်ပျောက်ကွယ်သွားစေပြီးတော့ခေတ်သစ်စစ်ပွဲရဲ့မရှိမဖြစ်အစိပ်ပိုင်းတစ်ခုလို့ယုံကြည်လက်ခံလာတဲ့အထိတက်တည်ပြဖို့နှစ်အနည်းငယ်လေးပဲလိုအပ်ခဲ့ပါတယ်။ရုရှားရဲ့ယူကရိန်းမှာ drone တွေကိုနီးလန်းအမျိုးမျိုးနဲ့အပြိုင်အဆိုင်အသုံးပြုရင်းတခြားကမ္ဘာနိုင်ငံတွေကပါနီးနာယူပြီးတော့ကိုးကားခဲ့ကြတာဖြစ်ပါတယ်။ Get to စက်ကူ drone တွေကိုစစ်မြေပြင်မှာအသုံးပြုဖို့ရဲတင်တဲ့စိတ်ကူးကိုစတင်ခဲ့တာကလည်းယူကရိန်းပဲဖြစ်ပါတယ်။တကယ်တော့စစ်စရိတ်ထောင်းတဲ့ပြည်ထနာကိုဖြည့်ရှင်းဖို့အတွက်ယူကရိန်းကနီးလန်းမျိုးစုံရှောက်ဖွေရင်းနဲ့ပဲ drone တွေအတွက်လည်း budget version အသုံးပြုဖို့စဉ်းစားရာကနေ Get to စက်ကူ drone တွေဘက်ကိုလှည့်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်ပွဲရဲ့အစောပိုင်းနှစ်တွေကလေးကယူကရိန်းဟာ Australia drone company တခုနဲ့ပူးပေါင်းပြီးတော့ Get to စက်ကူ drone တွေကိုစစ်ပွဲမှာစတင်အသုံးပြုခဲ့ပါတယ်။နောက်ပိုင်းမှာတော့ပိုပြီးမြန်မြန်နဲ့ဝေးဝေးပြန်တန်းနိုင်တဲ့အလေးချိန်ပိုပြီးတင်နိုင်တဲ့ပိုပြီးတော့ဒူပေနာပေခံနိုင်တဲ့ Get to စက်ကူ drone မျိုးဆက်တစ်တွေကိုတဖြည်းဖြည်းစမ်းသပ်အဆင့်မြင့်လာပြီးတော့ပြည်တွင်းမှာထုတ်လုပ်နေပြီဖြစ်ပါတယ်။အခုတော့ဂျပန်ကလည်းလက်နက်တိုက်တဲ့မှာ Get to စက်ကူ drone တွေကိုဖြစ်တဲနေပြီဖြစ်ပါတယ်။ဂျပန်အတွက် drone တွေကိုတော့ပြည်တွင်းစက်မှုလုပ်ငန်းစုကြီး L ကောင်မွေကအဓိကတာဝန်ယူတည်ဆောက်ပေးပြီးတော့ L ကောင်မွေ150လို့နာမည်ပေးထားပါတယ်။အဲ့ဒီ drone တွေကိုလျှက်စစ်မော်တာတွေတက်ဆင်ထားပြီးတော့လေထဲမှာမိနစ်80လောက်ဇက်တိုက်ပြန်တန်းနိုင်ပါတယ်။ခရီးအကွာအဝေးကီလိုမီတာ80လောက်ထိရောက်ရှိနေပါတယ်။တင်းငယ်တဲ့ထောက်လှမ်းရေးကိရိယာတွေတက်ဆင်ပြီးကင်းထောက်ပြန်တန်းနိုင်တယ်လို့ခဲယမ်းတွေတင်ဆောင်ပြီးတော့ဖောက်ခွဲရေးမစ်ရှင်တွေမှာလည်းအသုံးပြုနိုင်ပါတယ်။ Get to စက်ကူကတ်တွေအဖြစ်ထုတ်ပိုးထားတဲ့ drone ပေါင်း900လောက်ဟာပုံမှန်သင်္ဘောတင်ကွန်တိန်နာတစ်လုံးထဲမှာဝင်ဆက်နိုင်ပါတယ်။ drone တစ်စီးကိုတက်ဆင်ဖို့အတွက်ကတော့9မိနစ်ကနေ10မိနစ်လောက်အချိန်လိုအပ်မှာပဲဖြစ်ပါတယ်။ drone တွေကိုအသုံးပြုတဲ့စစ်စင်ရေးအခင်းကျင်းတစ်ခုမှာအသုံးများတာကတော့ဖောက်ခွဲရေး drone တွေကိုပြစ်မှတ်စီအုံနဲ့ကျင်နဲ့ဆေးလွတ်တာမျိုးပါ။အီရန်စစ်ပွဲနဲ့ယူကရိန်းစစ်ပွဲတွေမှာအဲ့ဒီနည်းဗျူဟာကဘလောက်အလုပ်ဖြစ်တယ်လဲဆိုတာကိုအထင်သာတွေ့ကြရပြီဖြစ်ပြီးတော့ခေတ်မီဆုံးလေကြောင်းကာကွယ်ရေးစနစ်တွေတောင်မှဒါစေတော်တော်များများဖြန့်ကျက်ပြီးဝင်ရောက်လာတဲ့ပြစ်မှတ်တွေကိုထောက်လှမ်းတဲ့အခါမှာဝင်ပြီးတော့ပြားများကုန်တာကိုတွေ့ရပါတယ်။ Get to စက်ကူ drone တွေဟာအဲ့ဒီလိုမစ်ရှင်မျိုးမှာအသုံးပြုဖို့အရန်တင့်တော်တဲ့ရွေးချယ်မှုဖြစ်လိမ့်မယ်လို့ဂျပန်စစ်တပ်ကယုံကြည်နေပါတယ်။လောလောဆယ်မှာတော့ Get to စက်ကူ drone တွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာစစ်တပ်တွေရဲ့ယုံကြည်အားကိုးလိုမှုကတော့အကန့်အသတ်နဲ့ရှိနေသေးပါ။ယူကရိန်းကတော့ဘေးကျနံကျအခြေအနေအပေါ်မူတည်ပြီးမဖြစ်မနေရွေးချယ်ခဲ့ရတာကြောင့်စံပြသုံးဆွဲသူဖြစ်ခဲ့ပြီးတော့ဩစတြေးလျကတော့နည်းပညာပိုင်းမှာစတင်မှုအသစ်ကိုဖန်တီးခဲ့တဲ့နိုင်ငံလို့သတ်မှတ်ခံရပါတယ်။အခုတော့ဂျပန်ဟာထုတ်လုပ်မှုရောသုံးဆွဲမှုအတွက်ပါ Get to စက်ကူ drone နည်းပညာစီခြေစုံပစ်ဝင်ရောက်လာပြီဖြစ်ပါတယ်။ဂျပန်ပြည်စောက်တပ်အထူးသဖြင့်ရေတပ်ဟာအဲ့ဒီ drone တွေကိုအသုံးပြုပြီးတော့ဝေဟင်နဲ့မြေပြင်ပြစ်မှတ်တွေကိုချိန်မုံတဲ့လေ့ကျင့်မှုတွေကိုအရှိန်အဟုန်နဲ့လှုပ်ဆောင်နေပြီဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဩစတြေးလျရဲ့ဒီဇိုင်းအောင်မြင်မှုကြောင့်နိုင်ငံတကာစိတ်ဝင်စားမှုကလည်းတိုးမြင့်လာနေပါတယ်။ဗြိတိန်မှာရှိတဲ့ Tanglewood Group Company က Get to စက်ကူ drone တွေကိုဥရောပနဲ့အရှေ့အလယ်ပိုင်းဈေးကွက်စီကိုအလုံးအရင်တင်ပို့နိုင်ဖို့ကြိုးစားနေပါတယ်။ဂျပန်ရဲ့ဒေသတွင်းအိန္ဒိယနိုင်ငံတွေဖြစ်တဲ့တောင်ကိုရီးယားရောမြောက်ကိုရီးယားကပါတန်ဖိုးနေပြီးခောက်သိမ်းထားလို့ရနိုင်တဲ့ Get to စက်ကူ drone တွေကိုတီထွင်နေပေမဲ့လည်းလက်ရှိမှာတော့စမ်းသပ်ဆဲ prototype အဆင့်မှာပဲရှိနေကြဆဲပါ။ပုံသဏ္ဍာန်အသွင်အပြင်ရတော့ Get to စက်ကူ drone တွေဟာအင်ဂျင်နီယာပညာရပ်ကိုဝါသနာပါတဲ့ကလေးတစ်ယောက်တီထွင်ထားတဲ့ကစားစရာအယုတ်နဲ့ပိုပြီးတူပါတယ်။သိပြီးတော့ခန့်ခန့်တဲ့မဖြစ်ပါဘူး။ဒါပေမဲ့အဲ့ဒီပစ္စည်းတွေဟာတန်ဖိုးနေပြီးတော့ထိရောက်မှုအားကောင်းတဲ့စစ်ရေးအရင်းမြစ်တွေကိုရှောင်ပွေတဲ့ရည်မှန်းချက်နဲ့ကိုက်ညီနေတာဖြစ်ပါတယ်။လက်ရှိချိန်ထိတော့တခြား drone တွေနဲ့ရှင်ရင်Get to စက်ကူ drone တွေရဲ့ပြန့်နှံ့မှုနဲ့အားကိုးခံရမှုအတိုင်းအတာကတော့နည်းပါးနေစေပါ။ဒါပေမဲ့စစ်အင်အားကိုရည်မှန်းချက်ကြီးကြီးချက်တွင်တည်ဆောက်နေတဲ့ဂျပန်လိုနိုင်ငံမျိုးကပါစတင်လက်ခံသုံးဆွဲလာပြီးဆိုတဲ့အခြေအနေကအနာဂတ်မှာ Get to စက်ကူ drone တွေရဲ့အခန်းကဏ္ဍကိုပုံဖော်ဖို့အတွက်ကြီးမားတဲ့အရွေးတစ်ခုဖြစ်နိုင်ပါတယ်ရှင်။ပြောပြအောင်မယ့်အစီအစဉ်ကိုနားဆင်ကြရတာပါ။ဒီအစီအစဉ်ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့ည 8:00 နာရီအချိန်တိုင်းမှာတင်ဆက်ပေးနေပါတယ်ရှင်။